Hi အားလုံးပဲမင်္ဂလာပါနော်မနာမည်မဆန္ဒလို့ခေါ်ပါတယ်မဆန်ဖရန်စစ္စကိုမှာနေပါတယ်နော်အလုပ်ကတော့စေယုံမှာ full time လုပ်ပါတယ်နောက်ထပ်အလုပ်တစ်ခုအနေနဲ့ကတော့အမနဲ့အမမျိုးသားနဲ့နှစ်ယောက်ကအိမ် remodeling အလုပ်တွေလုပ်ပါနော်ဒီ Bay area မှာလေအဲ့လိုမျိုးအလုပ်ကလေးတွေလုပ်ပါတယ်ဒုတိယအလုပ်အနေနဲ့ပေါ့နော်ဆိုတော့ဒီနေ့လေအမတို့new project လုပ်တာပေါ့နော်ဒီနေ့တကယ်တော့ဒီနေ့မဟုတ်မနေ့อ่ะအဲ့ဒါအိမ်ရှင်ကမရှိဘူးလေအိမ်မှာသူကဒီတစ်ခါလောက်ရတဲ့ project ကဟို plumbing လေးတွေဘာတွေလောက်ရမယ် electrical line တွေလောက်ရမယ်အဲ့လိုမျိုးဆိုတော့နောက်အိမ်မှာလည်းဟိုလူကလည်းအများကြီးမရှိတဲ့အခါကြတော့လေသူတို့ရဲ့ပစ္စည်းတွေ move ရတာပေါ့နော်အဲ့လိုမျိုးဟိုကနေဒီကနေဟိုခံအောင် move အဲ့လိုမျိုး move ရတာပေါ့ကိုလုံးမဲ့area လေးအတွက်ကိုပစ္စည်းတွေက move ရတာပေါ့လေ move တဲ့အခါကြတော့အန်တီကဖုန်းဆက်ပြီးတော့ပြောတယ်သမီးကြည့်ပြီးတော့အဲ့လိုပေါ့နော်ဟိုအရေးကြီးမယ်တမိုးရှိမယ်လို့ထင်တဲ့ဟာလေးတွေတင်လိုက်အရေးမကြီးဘူးဆိုတဲ့ဟာလေးလည်းလွှတ်ပြလိုက်လို့ရတယ်သူအဲ့လိုမျိုးပြောတယ်အမပေါ့နော်အဲ့လိုမျိုးပြောတော့ okay ဟုတ်ကဲ့ပါအန်တီပေါ့နော်ဟိုကအဲ့နဲ့ကိုကြည့်လိုက်တဲ့အခါကျတော့ပစ္စည်းတွေကဥမာကိုအတွက်ဆိုရင်တော့ဒီဟာကတော့ဒါကတော့အရေးမကြီးတော့ပါဘူးဒီလိုမျိုးထင်မှာပေါ့နော်တချို့ပစ္စည်းလေးတွေကဒါပေမဲ့လေသိလားစဉ်းစားရတယ်သိလားကိုကဒီပစ္စည်းလေးတစ်ခုအရေးမကြီးဘူးလို့ထင်ပေမဲ့လေနောက်ထပ်လူတစ်ယောက်တော့ကအရေးကြီးရင်ကြီးမှာပေါ့နော်ပြောလို့ပဲရပါမလဲအဲ့လိုလူတစ်ယောက်နဲ့တစ်ယောက်ကခံယူချက်တွေလည်းမတူဘူးဘယ်လိုခေါ်မလဲနှစ်သက်တာတွေလည်းမတူဘူးတယောက်နဲ့တယောက်ရဲ့ဘဝမှာသူတို့အရေးကြီးတာလေးတွေကလည်းမတူနိုင်ကြဘူးလေနော်သိလားအမကတော့အသက်ကြီးလာလို့လားအလုပ်တွေလည်းဟိုများလှုပ်လာခဲ့လို့လားမသိဘူးလူတွေနဲ့လည်းအဲ့လိုပေါ့နော်ပေါင်းတဲ့ဆက်ဆံတဲ့ကိုယ့်ရဲ့ life experience အရာဟိုကိုတွေးကြည့်တာပေါ့လေကိုနဲ့ကိုအမျိုးသားတောင်မှသူ coffee ကြိုက်တယ်ကို coffee မကြိုက်ဘူးအဲ့လိုမျိုးပေါ့နော်ဆိုတော့သူ coffee ကြိုက်တာကိုအလကားနေ coffee ပဲတောက်နေတယ်coffee အများကြီးတောက်တယ်ဆိုရင်ခန္ဓာကိုယ်အတွက်မကောင်းဘူးဆိုပြီးတော့သူ့ကိုသွားပြီးတော့ကို judge နေလို့ဟို blame နေလို့တိတ်မကောင်းဘူးလေနော်တော်ရုံတိုင်အောင်လောက်ပဲပပရေးလဲတောက်အောင်ဒီလိုမျိုးလေးလောက်ပဲပေါ့နော်အဲ့လို remind လောက်တာအဲ့သဘောမျိုးလေးလောက်ပဲပေါ့အရင်ကြီးသွားပြောနေလို့မရဘူးသီလားအဲ့လိုမျိုးပဲဟိုကိုမကြိုက်တာကိုလည်းဟိုသူကနေပြီးတော့နင်ဒါမကြိုက်ရကောင်းလားဆိုပြီးဟိုလာပြီးတော့ blame နေလို့မရဘူးလေနော်တကယ်တော့လူရဲ့အတိုင်းဝိုင်းမှာနေရတယ်ဆိုတာလေတယောက်ရဲ့ဟိုနှစ်သက်မှုလေးတွေတယောက်ရဲ့ wish လေးတွေကိုနောက်ထပ်တယောက်က respect လေးနဲ့ပေါ့နော်နားလည်မှုလေးပေးရင်လေနေလူအတိုင်းဝိုင်းလေးကနေရတာပို့ပြီးတော့ဘယ်လိုခေါ်မလဲသူစင်ပြေတယ်ကြည်နူးစရာကောင်းတဲ့အတိုင်းဝိုင်းလေးဖြစ်တာပေါ့နော်အဲ့ဒါပေါ့မျိုးဆိုတော့အခုလဲအမအဲ့လိုအဲ့အန်တီရဲ့ဟိုဘယ်လိုခေါ်မလဲသူနှစ်သက်လို့တင်ထားတာလေးတွေဗာလေးတွေကိုအမသူပြောသလိုမလွတ်ပြည့်ရဘူး तू ကသူဒါလေးအသုံးဝင်မယ်ထင်လို့တင်ထားတာမျိုးလေးပေါ့နော်ဒါမျိုးဆိုကို့မှာမလွတ်ပြည့်ရဘူးအဲ့ဒါလေးအမမနေ့ကလေးတခုမှမလွတ်ပြည့်ဘူးမလွတ်ပြည့်ပဲနဲ့plastic ထဲမှာထည့်ပြီးရင် box ထဲမှာထည့်ပြီးတော့အမဟိုလိုလုံုံတဲ့နေရာထားရတာပေါ့နော်အဲ့လိုမျိုးလေးထားပေးလိုက်တာပေါ့နော်ဆိုတော့ကိုကဟိုအမတို့မိသားစုထဲမှာလည်းအဲ့လိုပါပဲတယောက်နဲ့တယောက်မိသားစုထဲမှာအကြိုက်တူတာရှိတယ်အရင်တော့ဆိုလို့ရှိရင်တော့လေဟိုစိတ်တိုးတာတွေသိတယ်မလားအဲ့လိုမျိုးတွေဖြစ်တာပေါ့နော်ကိုသားသမီးဆိုလဲပြောသလိုမလုပ်ရကောင်းလား तू ကဒါကိုဘာဖြစ်လို့ကိုကဖြစ်နေရတာလဲအဲ့လိုမျိုးတွေပေါ့နော်အခုနောက်ပိုင်းကြတော့လေlife experience ကြောင့်မဲလားအသက်အရွယ်ကြောင့်မဲလားမသိဘူးသလားအတွေးအမြင်တွေပြောင်းလာတယ်ဒါကြောင့်မို့လို့လေတယောက်နဲ့တယောက်ဟိုတယောက်ရဲ့ wish လေးကိုတယောက်ကပေါ့နော် respect လေးနဲ့နားလည်ပေးတာနေထိုင်သွားတာပို့ပြီးတော့ပျော်စရာကောင်းပါတယ်เนาะဒီလားအဲ့လိုမျိုးလေးကိုစိတ်ထဲမှာလေ
ဒါဆင်ကျင်မိတာလေးတွေပေါ့နော်ဆင်ကျင်မိတာလေးတို့ပြောပြတာပါသိလားအိမ်လုတ်လဲလုံရင်းနဲ့ပေါ့နော်သိလားဆင်ကျင်မိတာလေးကိုပြောပြတာပါရှင်ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲเนาะသိလားကိုယ်စိတ်ထဲမှာတွေးမိတာလေးကိုပြောပြတာပါเนาะသိလား Okay bye bye thank you for watching